ဒလေးတို့ရေဒီနေ့မင်္ဂလာကလေးလေးတွေကိုကပ်ပြပေးမှာဖြစ်ပါတယ်ဒီဟာလေးကတော့မင်းတို့တန်ကလစ်ကလေးပေါ့နော်တန်ရောက်ဆုံးကလစ်ကလေးနဲ့မင်္ဂလာပြပေးမှာဖြစ်ပါတယ်ရှင်မိစီမှာဒီလိုမျိုးတန်ရောက်ဆုံးကလစ်အပြင်ပေါ့နော်နောက်ထပ်ရွှေရောင်ရှိမယ်ပြီးငွေရောင်ရှိမယ်ဒါလေးတွေကတစ်လက်မ site ကလေးပေါ့နော်ဒါမဲ့တစ်လက်မထက်နည်းနည်းတစ်စိမ့်နှစ်စိမ့်တော့မင်းတို့များနိုင်နေပေါ့နော်ဒီလို site ဝင်းကျင်လေးဖြစ်ပါတယ်ရွှေရောင်လေးတွေငွေရောင်လေးတွေအမဲရောင်လေးတွေဆိုလို့ရှိရင်10ခုကို1200ပါတန်ရောင်ဆုံးအလှလေးပေါ့နော်ဒီလိုမျိုးရောင်ဆုံးလေးဆိုလို့ရှိရင်တော့10ခုကို1600ဖြစ်ပါတယ်ရှင်ဒါတော့တန်ကလစ်တီတန်ပေါ့နော်ပြောပြရပါပြီးရင်ဒီလိုမျိုးဒါဆိုရင်မျိုးစီမှာ 4cm ပေါ့နော် 4cm 4.5cm ဒါတော့ဝင်းကျင်လေးတွေရှိပါတယ်ဒါလေးဆိုလို့ရှိရင်နောက်ထပ်တစ်စေးပေါ့နော်အမေခုဒီဗီဒီယိုလေးကနည်းနည်းရိုက်ပေးထားတော့ကြာပြီဒါမဲ့မတင်ပြည့်သေးရပေါ့နော်ဒီ topping လေးကတော့မစ်စီမှာကုန်သွားပါပြီရှင်ဒါမဲ့ဒီလိုမျိုးနောက်ထပ်ခက်စိတ်စင် topping လေးမစ်စီမှာဒီနေ့ပဲအသစ်ဝင်ထားပါတယ် topping design လေးတွေရော clip လေးတွေရောအသစ်ထပ်ရောက်ထားပါတယ်ရှင်မင်းတင်ပေးမယ်နော်